ထိုင်းနိုင်ငံခြားခြားဆောင်ပြည်နယ်ဖနွမ်းစရခန်ခရိုင်မှာအရက်တောက်ပြီးဆူညံနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေနဲ့ကျေးရွာလုံခြုံရေးဖွဲ့ကြားဖြစ်ပွားခဲ့တဲ့ပဋိပက္ခအတွင်းမြန်မာရွှေပြောင်းလုပ်သားတို့တနက်နေ့ပြစ်ဒဏ်ခံခဲ့ရပြီးနောက်ထပ်မြန်မာနိုင်ငံသားတဦးမှလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်မှာဇွန်လ29ရက်နေ့ည7:00နာရီခွဲခန့်ကခွန်ခမ်နိုကျေးရွာအုပ်စုဘန်နုံနန်တမ်ကျေးရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြည်ခတ်မှုသတင်းရရှိတာကြောင့်ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရမှာမြန်မာနိုင်ငံသား3ရဲ့ရုံလောင်းတွေကိုတွေ့ရှိခဲ့ရပါတယ်။တေဆုံးသူတွေရဲ့ကိုယ်ခန္ဓာမှာတနက်တရာအများအပြားတွေ့ရှိခဲ့ရပေမဲ့လည်းလက်ရှိချိန်ထိနာမည်နဲ့ကိုယ်ရေးကိုယ်တာချက်လက်တွေကိုအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒါအပြင်ဖီချိုင်းဒက်ဖန်တာလို့အမည်ရတဲ့ထိုင်းနိုင်ငံသားတဦးမှလည်းဘယ်ဘက်ကိုခန္ဓာမှာဓာတ်တရာပြင်းထန်စွာရရှိခဲ့တာကြောင့်ရဲတပ်ဖွဲ့မရောက်ခင်ဖနွန်စရာခန်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။အခင်းဖြစ်ပွားရာနေရာကနေ9မီလီမီတာကြီးကုန်16ခုကျော်တနက်တလက်နဲ့ဖြစ်စဉ်မှာအသုံးပြုခဲ့တယ်လို့ယူဆရတဲ့ဓာတ်တစ်ချောင်းကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မြန်မာတွေကိုပြစ်ခတ်မှုကျူးလွန်သူမှာအသက်24နှစ်အရွယ်ကျေးရွာလုံခြုံရေးစစ်သားဝန်ထမ်းတီတာဖတ်နုံထောင်းဖြစ်တယ်လို့သိရပြီးသူရဲ့ထွက်ဆိုချက်အရသူနဲ့တငယ်ချင်းတူတို့ဟာလူနေရက်ကွက်အနေအရက်တောက်ကအတန်ကြဲကြဲနဲ့တချင်းဖွင့်နေတဲ့ရွှေပြောင်းလုပ်သားအုပ်စုတွေကိုတွားရောက်တတိဘေးခဲ့ရာကနေအငင်းပွားမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။အဒီနောက်သူရဲ့တငယ်ချင်းမှာပလင်းနဲ့ရိုင်းနှက်ခံရပြီးမြေပြင်ပေါ်မှာလဲကျနေချိန်မှာဓာတ်နဲ့ထမှန်ထိုးခံခဲ့ရပြီးနောက်ဓာတ်ကင်ဆောင်ထားတဲ့လူ10ယောက်ခန့်ကသူစီကိုပြေးဝင်လာတာကြောင့်ကိုကာကွယ်ဖို့အတွက်တနက်နေ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့တီတာဖက်ကရဲတပ်ဖွဲ့ကိုထွက်ဆိုထားပါတယ်။လက်ရှိမှာထိုင်းမှုကင်ဆိုင်ရာကျွမ်းကျင်စစ်ဆေးရေးအဖွဲ့ကအခင်းဖြစ်ပွားရာနေရာမှာတသက်အထောက်ထားတွေကိုဆက်လက်စုဆောင်းစစ်ဆေးနေပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြစ်ခတ်မှုကျူးလွန်သူကိုဘလို့ပုံမှားတွေနဲ့အရေးယူမယ်ဆိုတာနဲ့အမှုအဖွဲ့အရေးယူထားတာရှိမရှိကိုထိုင်းရဲတပ်ဖွဲ့ကလက်ရှိချိန်ထိထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။